Hello hello အားလုံးပဲမင်္ဂလာပါဒီမှာဒါတော့ချက်ပေါ့နော်တော့ချက်ဆိုတာအင်ချက်ပေါ့ဒါဒီနေ့တော့စီလုံးအလုံးဝမထည့်ပဲနဲ့တကက်ချင်းဟင်းစစ်ချက်စားမယ်နော်ချင်းဟင်းစစ်ရင်စီလုံးဝမတုံးဘူးဒီမှာဖက်ဖေရွက်ပါတယ်ကလားနန်နန်ပါတယ်ချက်သွန်ဖြူချင်းဒါမေလင်6မပါမနေရမပါမဖြစ်ညုတ်တီစိမ်းအချောက်ထည့်လို့ရတယ်ဒါပေမဲ့အမညုတ်တီ6မထည့်တော့နန်နန်ပြင်းနဲ့ဒါပြင်းစိမ်းပေါ့နော်ဒါပြင်းစိမ်းကပြီးမှကြက်တဲ့ချိန်မှာထည့်တော့မယ်ဒီခါနဲ့မထည့်ဘူးပြီးရင်ဒီမှာကချင်ဟင်းခတ်မုတ်ဒါတိတ်အရေးကြီးတယ်ဒီမှာသူကဒီမှာညုတ်တီ6ပါပြီးသားမဂရမ်စာနန်နန်စေငရုတ်ကောင်းပါပြီးသားပေါ့နော်ဒါလေးခတ်ပြီးတော့မအောင်စီလုံးဝမထည့်ပဲနဲ့ချက်စားမယ်နော်လိုက်ကြည့်ပဲဒါကိုအရင်ထောင်းလိုက်ဦးမယ်နော်ကဲခုစနေတော့မယ်ဒါမဲလင်ချင်း6ကချင်ဟင်းမှာဆိုရင်ဒါပါဘူးပါမှဒီနေ့တော့ကချင်ဟင်းတကယ်စစ်ရင်လုံးဝစီမထည့်ဘူးစနွန်းမထည့်ဘူးအယောင်တင်မထည့်ဘူးအဖြူထဲချက်တောက်ကချင်ဟင်းလို့ခေါ်တယ်ဒါပေမဲ့အခုနောက်ပိုင်းဆိုရင်သူများတွေစနွန်းထည့်တာနဲ့အယောင်တင်ထည့်တာနဲ့စီထည့်တာနဲ့ဘာလဲဟိုခရုစီထည့်တာနဲ့အမျိုးမျိုးချက်စားကြတယ်ဒါပေမဲ့တကယ်ကချင်ဟင်းစစ်တယ်ဆိုရင်သူကစနွန်းအယောင်ခါလာဘာမှမထည့်ဘူးဒါဂျင်းချက်သွန်ဖြူဖက်ဖေရွက်နန်နန်ပင်မယုတ်တီစိမ့်ပေါ့နော်ကလားနန်နန်ဒါတွေကိုရောပြီးထောင်းထားတာသူကဖြစ်နိုင်ရင်လက်နဲ့ငရုတ်စုံနဲ့ထောင်းရင်ပိုကောင်းတယ်ဒါစားပေါ့နော်စားထည့်မယ်ပြီးရင်ဒီကချင်ဟင်းခတ်မုတ်မှာတော်တော်လေးစုံနေပြီဒီကချင်ဟင်းခတ်မုတ်ဒါလေးထည့်မယ်ဒီဟင်းခတ်မုတ်မှာနန်နန်စေ့တွေပါတယ်သူကနန်နန်စေ့ပါတယ်ငရုတ်ကောင်းတွေပါတယ်ဆိုတော့အရမ်းမွေးတာပြီးရင်အဲ့ဒါကြောင့်တခြားတိတ်ပြီးထည့်ဆရာမလို့ဒါကိုနာနာလေးနာနေလိုက်မယ်โอเคကဲဒီမှာနေပြီးပြီအခုကခဏလေးဒါပြင်းစိမ်းခဏလေးအုပ်ထားမယ်ခဏလေးမိနစ်20လောက်နှက်ထားမယ်ပြီးရင်ချက်မယ်โอเคလိုက်ကြည့်ပဲเนาะကဲဒီမှာအခုတော့မီးဖွင့်တော့မယ်ဒီမှာကချင်ချက်เนาะစီမပါအယောင်တေးမပါစနွန်းမပါဖြူဖတ်ဖြူရောအဖြူသေးပေါ့เนาะကဲမီးဖွင့်ပြီချက်လိုက်အောင်မယ်เนาะโอเคယူလိုက်ဦးမယ်ဒါသူစီရထွက်တဲ့အရေးပေါ့နော်အဲ့ဒါခန်းအောင်ကဲဒီခန်းလေးဒါကချင်ချက်တော့ချက်စီတစ်စက်မှမထည့်ဘူးခဏနဲ့ခန္ဓာတွေမထည့်တော့ဘူးဆိုတော့ရေထည့်တော့မယ်ချက်က
အမှားဆိုတော့နည်းနည်းကြောင်ချက်ရမယ်မာသေးတယ်ဒီနည်းနည်းခက်ခဲနေကြည့်တော့မယ်ဘယ်မူစားအရွက်အုပ်လိုက်ပြီကချင်ဟင်းကအရွက်ကိုအကြီးကထားတာကွာကဲပြီးပြီပြီးပါပြီကွယ်ကဲဒီမှာချက်သားဟင်းကချင်ချက်ရပါပြီစနွန်းမပါအယောင်တင်မပါစီမပါအချုံမုတ်မပါကချင်ချက်တော့ချက်စစ်ပါကွယ်Okay, thank you. Bye bye. ချက်စားကြည့်နော် share ကောင်းလုပ်တီးဆက်ဆက်လေးနဲ့ Okay, bye bye. Thank you.